ဒီကလေးကတော့မွေးကလေးကနှုတ်ခမ်းမွေးကြီးနဲ့ထူးထူးဆန်းဆန်းမွေးလာခဲ့တာပါသူ့အဖေကရေးပေးခဲ့ပေမဲ့မျက်တောင်တစ်ခတ်တွင်းမှာတင်နှုတ်ခမ်းမွေးကပြန်ရှိလာတာမို့ဆေးရုံကိုအပြေးလွှားခေါ်သွားခဲ့ရပါတယ်ဒါပေမဲ့ဆရာဝန်ကတော့အားလုံးပုံမှန်ပါပဲလို့ပြောပြီးကလေးရဲ့ခြေထောက်ကိုစမ်းသပ်ကြည့်လိုက်တဲ့အချိန်မှာတော့ကလေးကကန်လိုက်လို့ဆရာဝန်ကြီးလွှင့်စင်သွားပြီးနေရန်ကြီးပါပေါက်ထွက်သွားရပါတယ်ဒီနေ့မှာတော့ကားအောက်ထဲရောက်သွားတဲ့ဘောလုံးလေးကိုကောက်ဖို့အတွက်သူကကားတစ်စီးလုံးကိုအသာလေးမလိုက်တဲ့ခါမှာတော့သူ့အဖေခါများအံ့ဩမြင်တက်သွားရတော့တာပေါ့ကြောင်းတက်တဲ့အရွယ်ရောက်လာတော့လဲစာမွေးပွဲခန်းထဲမှာသူများဖြေကိုခိုးကြည့်ဖို့သူ့ရဲ့စိတ်တန်ခိုးကိုတုံးလိုက်တာအားနဲ့လွန်သွားပြီးစာရွက်ပါမီးလောင်သွားခဲ့ရတဲ့ဘောလုံးကစားတဲ့အခါမှာလဲကိုသမားမလုပ်ချင်တာနဲ့သူ့ရဲ့စွမ်းအားကိုတုံးပြီးကစားခဲ့တာကြောင့်တစ်ဖက်ကကိုသမားခါများဘောလုံးနဲ့အတူလွှင့်စင်သွားခဲ့ရတဲ့အားလုံးကလည်းသူနဲ့ကစားဖို့ကြောက်နေတော့တာပေါ့ဒါနဲ့သူ့အဖေကမင်းရဲ့စွမ်းအားတွေကိုဘယ်သူ့ကိုမှထုတ်မပြပါနဲ့တာမန်လူတယောက်လိုပဲနေပါလို့ဆုံးမခဲ့ရပါတယ်ကောင်လေးကလည်းတိတ်မကြည်နဲ့တာနဲ့တကားကိုစောက်ပိတ်လိုက်တာအပြင်ကကားကြီးပါလွတ်ထွက်သွားပါတော့တယ်သူ့မွေးနေ့ရောက်တော့လဲဘယ်သူမှလာမလဲကြဘူးလေမင်းကတာမန်လူတယောက်လိုနေမှပဲတငယ်ချင်းတွေကမင်းနဲ့ဆော့ကြမှာပေါ့လို့မိဘတွေကပြောပြခဲ့တယ်သူလည်းမိဘတွေကိုဂတိပေးခဲ့ပါတယ်မွေးနေ့ကိတ်ပေါ်ကဖျောင်းတိုင်တွေကိုမှုတ်လိုက်တဲ့အချိန်မှာတော့အားများသွားပြီးသူ့မိဘတွေမျက်နှာမှာကိတ်မုန်းတွေပေပွားကုန်ပါလေရောအချိန်တွေကုန်ဆုံးလာတဲ့အခါသူဟာလူကြီးတယောက်ဖြစ်လာခဲ့ပါပြီအလုပ်သွားဖို့နောက်ကျတဲ့နေ့ဆိုရင်သူကတကိုးနဲ့ရုံးကိုအချိန်မီသွားလေးရှိတယ်လို့ဌာနမှုကရေခဲတောင်းရင်လည်းဘယ်သူမှမရှိတဲ့အချိန်မှာရေပိုက်ခေါင်းကိုလေနဲ့မှုတ်ပြီးရေခဲဖြစ်အောင်လုပ်ပေးတတ်တယ်ဒါပေမဲ့ဒီစွမ်းအားတွေကိုလူမရှိတဲ့အချိန်မှာပဲသူသုံးခဲ့တာပါတနေ့မှာတော့မြေအောက်ယထာဘူတာယုံမှာထိုင်နေတော့ထိန်းချုပ်လို့မရတော့တဲ့ယထာကြီးတစ်စီးကအချိန်ပြင်းပြင်းနဲ့ပြေးဝင်လာပြီးခရီးသည်တွေအန္တရာယ်ဖြစ်တော့မဲ့အခြေအနေနဲ့ကြုံရပါတယ်အဲ့ဒီအချိန်မှာသူကယထာတန်လန်းပေါ်ခုန်ဆင်းပြီးယထာရှိကနေပိတ်ရထားဖို့ကြိုးစားလိုက်ပေမဲ့အချိန်ကြောင့်ယထာမန်ရှိမှာသူကပ်ပါသွားခဲ့ရတယ်သူကယထာပေါ်ကနေပြန်ခုန်ဆင်းပြီးပလက်ဖောင်းဆုံးထိပြေးသွားတယ်ပြီးတော့မိသက်ပိုက်ခေါင်းကိုရိုက်ခွဲပြီးရေပိုက်ကိုဆွဲထုတ်ပြီးတိုင်တိုင်မှာအချိန်ပေါင်းများစွာပတ်လိုက်တယ်ပြီးတော့ယထာကိုတားဖို့ပြင်ဆင်လိုက်တဲ့အခါရေပိုက်ရဲ့အရေးသွေးကလည်းကောင်းလုံးတော့သူနဲ့တောင်မထိရသေးဘူးယထာကြီးကနောက်ကိုလွှင့်စင်သွားပါလေရောဒါဟာကိစ္စကြီးသွားပြီဆိုတာသူသိလိုက်လို့အုတ်ထုတ်ဆောင်ပြီးရုပ်ဖြတ်ထွက်ပြေးခဲ့ပေမဲ့ကင်မရာမှာမှတ်တမ်းတင်ခံလိုက်ရပါတယ်နောက်နေ့မှာသတင်းတွေဟိုးဟိုးကြော်သွားတာပေါ့သူအိမ်ပြန်ရောက်တဲ့အခါမှာတော့သူစီးလာခဲ့တဲ့အာကာသယာဉ်ကိုပြန်တွေ့ခဲ့တယ်သူ့အမေကအာကာသယာဉ်ထဲမှာပါတဲ့ဝတ်စုံကိုယူပြီးသူ့ကိုဝတ်ခိုင်းလိုက်တယ်အဲ့ဒီနောက်မှာတော့သူဟာကဘာကြီးကိုကယ်တင်ဖို့အတွက်ခေါင်းမိုးပေါ်ကနေခုန်ချလိုက်ပါတယ်ဒါပေမဲ့သူကဒီလိုမျိုးလုပ်ရတာကိုသိမကြိုက်တယ်လို့ခံစားနေရတော့မှပဲကလေးချိုကသူ့ကိုလက်ခတ်လက်ထောင်ပြီးလောင်ပြောင်ကြတယ်သူကလည်းပြန်လုပ်ပြလိုက်တဲ့အချိန်မှာပဲသူဟာလေထဲကိုတဖြည်းဖြည်းမြောက်တက်သွားပါတော့တယ်အဲ့ဒီအချိန်မှာတော့သူဟာတကယ်ကြီးပြန်တန်းနိုင်နေပြီဆိုတာကိုကိုယ်တိုင်သဘောပေါက်သွားခဲ့ပါတော့တယ်